2026ဟာထူးခြားတဲ့အခြေအနေတစ်ခုရှိတဲ့နှစ်ဖြစ်မယ်လို့လည်းဘုဒ္ဓကွန်ကဆိုပါတယ်ဗျအဲ့တော့ KIA Burmese Sharing Channel မှာကြိုဆိုပါရခင်ဗျာပြည်တွင်းကသတင်းထူးတွေကိုတင်ပေးနေပါတယ်နေ့စဉ် update သတင်းတွေအတွက် subscribe လုပ်ထားပေးကြပါခင်ဗျာအနေနဲ့က KIA အနေနဲ့ကလူဦးတော်လိုင်းစတင်ကလေးကနေပြီးတော့ဒီမိုကရေစီအင်အားစုများနဲ့လက်တွဲတိုက်ပွဲဝင်မယ်လို့တရားဝင်ပြောထားတယ်အစည်းအဝေးဆုံးဖြတ်ချက်ရှိတယ်လို့သူကဆိုတယ်ဒါကြောင့်မို့ကာ3လုံးနေပြီဆိုတဲ့စကိုင်းတိုင်းနဲ့ကချင်ပြည်နယ်ဝင်ပေါက်ကြီးတစ်ခုလုံးမှာ KIA နဲ့ PDF ပူးပေါင်းတပ်တွေဟာစွမ်းတမန်ထိုးစစ်ဆင်တိုက်ခိုက်တယ်လို့လည်းသူကအတည်ပြုတယ်ဒါပြင်မှာကျွန်တော်တို့အာကတ်တော် AA ရဲ့ပူးပေါင်းတပ်တွေကကပ္ပစ16တိမ့်ဖို့အတွက်ကာကင်း2ခုပဲကျွန်တော်တို့အခြေအနေဖြစ်တယ်ဆိုတော့နောက်တစ်ခုကရင်နီမှာဖားဆောင်တိုက်ပွဲပြင်းထန်နေတယ်ဒီတော်လန်ကြီးရဲ့နေ့စဉ်တော်လန်ချင်းတော်လန်စစ်တော်လန်လိုစိတ်ကတော့တစ်စက်ကလေးမှာရက်တန့်သွားခြင်းမရှိဘူးဆိုတာကိုတော့9နှစ်ကျော်သည့်တိုင်တက်သိပြနေပြီဖြစ်တယ်ဒါပေမဲ့တို့ line ပေါ်ကကိစ္စတွေကြောင့်ဒီပြည်သူလူထုတော်လန်ပြည်သူတွေကအနေငယ်စိတ်ပြတ်တာတွေကိုခေါင်းထဲကနေမောင်းထုတ်လိုက်ပါဗျာအဲ့တော့ကျွန်တော်တို့မှာရွေးချယ်စရာဘာမှမရှိတော့ဘူးကျွန်တော်တို့မှာရွေးချယ်စရာစစ်အနိုင်တိုက်ရေးရလွဲရင်ကျွန်တော်ဘာမှမရှိဘူးအဲ့တော့မာလာဖက်စစ်တပ်ကဒီနောက်ပိုင်းမှာတဆင်ချင်းလောက်ကင်ဆောင်ရွက်လာသလိုပြည်တော်စုအတိုင်းအမြန်ကောင်စီဆိုတာမျိုးပြောလာတယ်နိုင်ငံရေးမှာခြေတလန်းဥမယ်စီရေးမှာလည်းပုံမူရှုံးမှာရက်ဆက်ကောက်ကျစ်စွာပြည်သူလူထုကိုဝင်တော့ဝင်ပိုးရှင်တန်ရက်တီလို့မရတော့အောင်တိုက်ပွဲဝင်တယ်ခြေမုံနေရက်ဆက်တယ်ရှုံးပါဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တော်လိုင်းရေးတက်တွေအနေနဲ့ကအလုံးလုံးမှာရှင်းလေးပါစစ်နိုင်တိုက်ရေးပါကျွန်တော်ဘာမှကျွန်တော်တို့ထူးစဉ်းစားစရာမရှိဘူးစစ်တိုက်ဖို့အတွက်ဘယ်လိုတိုက်မှာလဲရားတဲ့နီးနဲ့ရားတဲ့နေရာကရောက်တဲ့ပုံစံရောက်တဲ့နေရာမှာရားတဲ့နီးနဲ့လုံးကြရမှာပဲဖြစ်တယ်အဲ့တော့စစ်မတိုက်ရင်စစ်မနိုင်ရင်မင်းတို့ဘာဖြစ်မလဲငါတို့ဘာဖြစ်မလဲခွေးထက်နှင်းကြတဲ့လူသားဘွားတွေရောက်သွားလိမ့်မယ်ဖြစ်တယ်မယုံမရှိနဲ့အဲ့တော့ကျွန်တော်တို့ဒီကနေ့ KIA ဘိုလ်ချုပ်ကွန်မောပြောကြားတဲ့စကားဟာကျွန်တော်တို့ရဲ့အမျှော်လင့်ချက်ရောင်ကြီးတစ်ခုဖြစ်ကျွန်တော်တို့သတ်မှတ်လို့ရပါတယ်ကချင် KIO နိုင်ငံရေးမျှော်မြင်ရှိတဲ့စီရေးအင်အားတောင့်တင်းတယ်လို့တမန်ကြတယ်လို့ကျွန်တော်တို့ယုံကြည်ရယူဆတယ်မျိုးဦးတော်လိုင်းនេះမှာဥဆောင်နိုင်စွမ်းရှိတဲ့တိုင်းသား EAO တပ်ဖွဲ့ကြီးတစ်ခုဖြစ်တယ်ဥဆောင်နိုင်စွမ်းဆိုတာစီရေးအရာဥဆောင်နိုင်စွမ်းရှိတယ်အဲ့တော့နိုင်ငံရေးကိစ္စတွေကတော့ဒီမင်းအောင်လှိုင်ကိုနိုင်ရင်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့အတွက်အားလုံးဝိုင်းဝန်းတိုင်မယ်ဆွေးနွေးမယ်ကွာလောလောဆယ်တော့ဗစစ်တပ်ကိုအမြင့်ပြတ်တိုက်ထုတ်ကြမယ်ဆိုတဲ့တန်ဋိဌာန်သဘောတူညီချက်ဘုံသဘောတူညီချက်တစ်ချက်သေးနဲ့ကျွန်တော်တို့စူးစီးစီချင်ပါတယ်ကျွန်တော်တို့ပြည်သူတရလုံးကလည်းဒီလိုသဘောထားမျိုးရှိနေမယ်လို့ကျွန်တော်တို့ယုံကြည်တယ်ပြည်သူဟာအခုကာလမှာအင်မတန်ပြင်းမှန်းနွမ်းနေတယ်နေ့စဉ်လေရင်နဲ့ဘုံကျဲတာတွေတွာလာရခတ်ခဲတာတွေနေ့စဉ်စာဝတ်နေရေးအတွက်တော့ရှင်တန်ဖို့ခက်ခဲနေတဲ့အချိန်ဖြစ်ပါတယ်အဲ့တော့ရှင်တန်ဖို့ခက်ခဲတဲ့အခါကျတော့တော်လိုင်းကြီးကိုလာစိတ်ဝင်စားတယ်ပါချင်တယ်မင်းအောင်လိုင်းကိုပြုတ်စီချင်တယ်ဒါပေမဲ့သူစာဝတ်နေရေးရက်တီရုံးခံနေရတဲ့အခါကျဒီတော်လိုင်းကြီးကိုပါချင်တော့လဲပါလို့မရအောင်ဗစစ်တပ်ဟာငကိုစစ်အာဏာရှင်များနီးနာအတိုင်းပဲစာဝတ်နေကြက်တဲအောင်လုပ်ထားတယ်အကြောက်တရားနဲ့ဖိနေတာတယ်ဒါကိုကြော်လွှားနိုင်ဖို့ကကျွန်တော်တို့အောင်ပွဲတွေကိုပြည်သူလူထုပြမယ်ပြည်သူလူထုရဲ့မျှော်လင့်ချက်ဟာတော်ရင်အောင်ပွဲပြန်ဖြစ်လာစေအောင်ကျွန်တော်လုပ်ပြပါအဲ့လိုလုပ်တဲ့နေရာမှာဗမာတများစုပေါင်းရေးဗမာတများညီညွတ်ရေးဗမာတများပေါင်းစုရေးနီးနာတစ်ခုရှိနေတယ်လို့တိုင်းသားEAOများရဲ့ဥဆောင်မှုနဲ့တပ်ပေါင်းစုကြီးတပ်ပေါင်းစုစစ်ကြောင်းကြီးတိုင်းသားတပ်များစုဖွဲ့ညီညွတ်မှုနဲ့တိုင်းသားမဟာမိတ်တပ်ပေါင်းစုကြီးဒါနဲ့အတူဗမာတပ်တွေတိုင်းသားEAOတွေအတူထပ်ပေါင်းဖြုတ်ပြားဖက်စစ်တပ်ကို
မြေပြင်မှာကျွန်တော်လမ်းတစ်လျှောက်ဖြတ်တန်းလာတယ်မြေပြင်မှာဘာတွေကြားရလဲရှေ့တန်းစစ်မြေပြင်မှာစိတ်ကြွရာမာဆေးတွေကိုမတောက်ဖဲနဲ့ဒီကောင်တွေစစ်မတိုက်ရဘူးစိတ်ကြွရာမာဈေးတောက်နေတဲ့အချိန်မှာစိတ်တွေအတက်ကြွပြီးတော့တနတ်တွေနဲ့ဖိပြစ်နေတော့ခုတ်ပြန်ကြုံလွားတက်ပြီးတော့အတုံးယုံတည်နေလေဒီစိတ်ကြွဈေးကြောင့်စိတ်ကြွရာမာဈေးကြောင့်အသိစိတ်ပျောက်ကမြေပြင်မှာရုပ်ပြက်ဆင်းပြက်သေဆုံးနေကြရတယ်အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လေလက်ရှိမင်းအောင်လိုင်ဖက်စစ်တပ်တစ်ခုလုံးမူရစ်စေကျွေးပြီးစစ်ထိုက်ကိုင်းတဲ့စစ်တပ်ကြီးတစ်ခုအဖြစ်ရောက်ရှိနေပြီဆိုတော့ခင်ဗျားတို့ကျွန်တော်ပြောတာပုတ်ပွင့်လေးလေးပြောတာရှုံးမြေပြင်စစ်သားတွေဒီဗီဒီယိုကိုကြည့်မဲ့စာရဖာတွေ SPD ထောက်လန်းကြီးတွေမင်းတို့စစ်ဗိုလ်ချုပ်တွေစီကိုအစီရင်ခံလိုက်ပါမြေပြင်မှာစိတ်ကြွရာမဆေးပြားတိုက်ပြီးတော့စစ်တိုက်နေရတဲ့အခြေအနေကိုဒီအခြေအနေကိုမှမင်းတို့ကစစ်နိုင်အောင်မယ်လို့မျှော်လင့်နေတယ်ဆိုရင်တော်လန်ရေးကိုမင်းတို့ထိပါလို့ရမယ်လို့မျှော်လင့်နေတယ်လို့ဆိုရှင်စိတ်ကူးရှင်နေတာပဲဖြစ်တယ်မြေပြင်နေရာအနှံ့မှာစိတ်ကြွစေးမူရည်စေးတွေကျွေးပြီးတော့ပြည်သူစစ်တွေကသူ့တပ်သားတွေကမူယူစုပ်ပြတ်ပြီးတော့အတိစိတ်မဲစွာအတုံးယုံသေဆုံးနေကြတဲ့အခြေအနေကြီးကိုမလာဖက်စစ်တဲ့လက်ရှိတုံးနေတယ်ဒီရဲ့စိုးကျိုးဟာဒီရဲ့ဘေးထွက်စိုးကျိုး side effect ဒီရဲ့ရလတ်ဟာဖက်စစ်တဲ့လုံးဝစစ်ရှုံးမဲ့အခြေအနေကိုရောက်လိမ့်မယ်မူရစေကျွေးပြီးစိတ်ကြွစေပြီးမှစစ်တိုက်ခိုင်းလို့ရတဲ့အခြေအနေရှိတဲ့ဒီစစ်တပ်ကိုမနိုင်ဗျာကျွန်တော်တို့မျိုးဆက်အင်မတန်ညံ့ပြင်းလို့တတ်မှတ်ရလိမ့်မယ်ဒါကြောင့်မို့ဒီနေရာမှာဒီနေ့မှာအရင်ရက်တွေကပြောသလိုပဲတိုက်ရှာရှိရာအတိုက်မှာဖြစ်တယ်အချောင်သမားဘသူမျက်နာကိုမှမကြည့်တော့ဘူးပြက်ပြက်သားသားဆောင်ရွက်ရမယ်နှစ်ဖြစ်တယ်တိုင်းသားအီယာဝီနဲ့ဟန်ချက်ကြီးဆောင်ရွက်မှုတွေကလည်းတရဆက်ဖြစ်လာနေပြီအဲ့တော့ဗမာတပ်တွေဆိုရင်တိုင်းသားအီယာဝီရဲ့ဥဆောင်မှုနဲ့ပျောက်ကြားချေမိုးရေးနီးနာတစ်မျိုးဝိုင်းဝန်းပိတ်ဆို့ရေးတစ်မျိုးစစ်ကြောကြီးတက်ချေမိုးရေးတစ်မျိုးနီးနာဘောင်းစုံနဲ့ရှောက်တဲ့နေရာမှာရှားတဲ့နည်းနဲ့တော်လန်စစ်ကိုအမြင့်ဆုံးအလှန်လွှင့်မှရလိမ့်မယ်။ဘာကြောင့်လဲ။ဒီလိုအရှမ်းပင်မှန်နေ။ဒီလိုအရှမ်းမျောလင်းချက်မဲ့တဲ့အခြေအနေကိုခံစားနေရပြီ။တချို့တော်လန်ကြီးတွေကစွန်းစံတဲ့ကြက်ချီတွေကြောင့်ပြည်သူစိတ်ပြတ်နေရပြီ။တော်လန်ကြီးလို့ဗဇက်ကတွင်ပြောနေပြီမဲ့အမှန်တရားကိုမျက်ကွယ်ပြုတ်ပြီးမတရားမှုတွေဇက်တိုက်လုပ်နေတဲ့တချို့သောအစုအဖွဲ့တွေကြောင့်ပြည်သူလူထုစိတ်ပြတ်ရတယ်။ပြည်သူလူထုနဲ့တကွရဲဘော်ရဲဘက်တို့ရက်တဲ့ကြောင့်ငါတင်တင်းနေကကြောင်စားဒီအချိန်ဟာတော်လန်ရေးကိုတန့်စင်နေတာဖြစ်ပါတယ်ငါနှစ်ကြော်တော့ပါတော်လန်ရေးကိုတန့်စင်ခြင်းမျိုးနဲ့ရက်တဲ့ကြောင့်ငါတင်တင်းနေကကြောင်စားဆိုသူမျက်နှာဖုံးတွေကွာကျနေပါပြီတော်လန်ရေးသမားအချင်းချင်းဖြစ်နေတာမဟုတ်ဘူးဆိုတာကိုသိတာပါတော်လန်ရေးမှာကလီကောတွေကလင်ကကြစ်တွေစွန်းတဲ့ကြက်ချေးတွေမဖယ်မနိုင်ချင်းဒီတော်လန်ရေးဟာအတွင်းထဲမှာသွေးစုနာလို့မြုံပြီးတော့ကြိုက်ခဲပြီးတော့အခက်မသိလောက်ပါတွေ့သွားတဲ့အခြေအနေကိုကျွန်တော်တို့ဖောက်ထုတ်ရဲရပါမယ်ဒါမှဒီတော်လန်ကြီးအောင်လံကိုလွှင့်ပြီးအမြင့်ဆုံးသောပြည်သူလွတ်မြောက်မှုကိုကျွန်တော်တို့ရတယ်အဲ့တော့ခက်ပြက်ပဲတော်လန်ပြည်သူတွေအနေနဲ့တော်လန်ကြီးတက်တကထုတ်ပြန်တဲ့သတင်းစကားတွေကိုတိတိကျကျလိုက်နာပါအချောင်သမားတွေမလိုက်နာလို့ကြိုက်တာဖြစ်ဖြစ်ဒီကျွန်တော်တို့ဘာမှပြောကြမရှိဘူးအချောင်သမားတွေအပျော်အပါးတွေချောင်းသာသွားမာတွေဇက်ကြည့်နေတဲ့ဟာလေးဖြစ်ချင်ရဖြစ်သူတို့တော့ဂယုမဆိုင်သေးတယ်ကျွန်တော်တို့ကဘာပြောရရှိလဲဟုတ်တယ်နော်တော်လန်ပြည်သူတွေအပြည့်တန်ဖိုးရှိတဲ့ပြည်သူတွေအနေနဲ့ကတော့တော်လန်တက်တွေထုတ်ပြန်တဲ့ဇကားတွေကိုတိတိကျကျလိုက်နာပြီပါဒီကာလဟာစစ်ကိုစစ်နဲ့တူအောင်ဒလမန်ချန်တိုက်ပွဲဝင်တော့မယ့်ကာလတည်းကိုရောက်ရှိဖတ်စစ်တာကောင်းဒီတန်ဖိုးတွေရွတ်ထားဒီကိုကျွန်တော်ရေးပေါ်ကောင်းထုတ်တဲ့ဆက်ပြီးနေတာဘယ်လိုပြောမလဲဝတရားမပြတ်ပေါ့ဗျာနော်အဲ့တော့ဒီနေ့ကတော့ကျွန်တော်တို့ UN မှာလာစင်ကြီးလားနှစ်စင်ကြီးပေးသွင်းတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ UN ကစင်းစင်းမခန့်လို့လားမသိဘူးစင်းနေမတွေ့ဘူးဖြစ်နေတယ် NUG ကဥကြုံမိုးထွန်းကတော့ပေးသွင်းပါတယ်ဆိုပြီးအင်တာဗျူးမှာဖြေထားတယ်အဲ့တော့ UN နေနဲ့စင်းစင်းမခန့်နိုင်လို့စင်းမသွင်းနိုင်တာမျိုးလားဒါစဉ်းစားမယ့်ကိစ္စတစ်ခုနောက်တော့အာတက်ဖွေရတဲ့တစ်ခုတော့ကြားပါတယ်
ဒီကနေ့ KIA ဗိုလ်ချုပ်ကြီးခွန်မူ NUG KIA KIO KMU KNTF လား KNI လား KNPP လားအစရှိတဲ့အဖွဲ့တွေတွေ့ဆုံဆွေးနွေးပြီးတော်လိုင်းရေးအောင်မြင်ရေးအတွက်အစွမ်းကုန်ကြိုးစားသွားမယ်ဆိုတဲ့အခြေအနေတစ်ခုကျွန်တော်တို့ကြားရပါတယ်အင်မတန်နှစ်ထောင်အားရဝမ်းသာစရာသတင်းမျိုးဖြစ်ပြီးတော့ဟောကျေးဇူးတင်ပါတယ်နောက်ရက်တွေမှာတက်ဆုံးမယ်ဒီနေ့တော့ကျွန်တော်ခီးပန်းလာလို့ဒီလောက်ပဲပြောပြပါ